အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့လောက်တော့ဗီဒီယိုကတော့ကျွန်တော်တို့ CapCut မှာကျွန်တော်တို့ program အများကြီးရှိတာကို pro နဲ့ရောဘယ်လိုမျိုးလုပ်မလဲဆိုတော့ကိုပြပြပေးတော့မှာဖြစ်ပါတယ်စိတ်ဝင်စားရင်ဆုံးဖြတ်ကြည့်တော့ပြပါအောင် channel လေးကိုလည်း subscribe လုပ်ရသေးရင် channel လေးကို subscribe လုပ်တော့ပြဖို့တောင်းဆိုချင်ပါတယ် okay အဲ့ဆိုကျွန်တော်တို့စလိုက်ကြအောင်ကျွန်တော်တို့ CapCut app ထဲဝင်လိုက်ပါကျွန်တော်တို့ CapCut app ထဲရောက်တယ်ကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ဗီဒီယိုကိုကျွန်တော်တို့ထည့်လိုက်ပါကိုကြိုက်တဲ့ဗီဒီယိုသုံးပါကျွန်တော်တို့ပုံကိုထည့်လိုက်ပါကျွန်တော်ကတော့ဒီမှာပိုင်းသီးပုံနဲ့ထည့်ပြမယ်ဖြစ်ပါတယ်အဲ့ဆိုကျွန်တော်တို့ဒီမှာ pro တွေရှိတာကိုကျွန်တော်တို့ dependent နဲ့ရွှေ့လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ pro ကတစ်ခုရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုထည့်တဲ့ဗီဒီယိုကိုကျွန်တော်တို့ left click နဲ့ထောက်လိုက်လို့ရှိရင်ဒီဘက်မှာ dependent နဲ့ရွှေ့လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ pro တွေကတော့ဒီမှာအများကြီးရှိပါတယ်ဒီမှာပါ pro တွေကတော့ဒီမှာအများကြီးရှိပါတယ်ကျွန်တော်တို့ဒီ pro တွေကိုကျွန်တော်တို့ pro နဲ့ရောဘယ်လိုမျိုးလုပ်မလဲဆိုတော့ကိုပြပြပေးမှာပြပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်တော့ပြပါအောင်အဲ့ဆိုကျွန်တော်တို့ dependent နဲ့ရွှေ့လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ remove bg ဆိုပြီးရှိအဲ့ဒါကိုတစ်ခါ left click နဲ့နှိပ်လိုက်ပါနဲ့လည်းလို့ရှိရင်ကျွန်တော်တို့ဒီမှာ pro ကနှစ်ခုရှိတယ်ကျွန်တော်တို့ဒီမှာအပြင်ကိုထွက်လိုက်ပါအပြင်ထွက်လို့ပြနေတဲ့ကျွန်တော်တို့ဒီမှာဒီကျွန်တော်တို့ခုဆွဲထားတဲ့ကျွန်တော်တို့ Play Store ကဆွဲထားတဲ့ CapCut ကိုကျွန်တော်တို့ဒီမှာဖျက်လိုက်ပါမယ်ကျွန်တော်တို့ဒီမှာ Play Store ဆွဲထားတဲ့အတွက်ကျွန်တော်တို့ဒီ Play Store ဆွဲထားတဲ့ CapCut ကိုကျွန်တော်တို့ဖျက်လိုက်ပါမယ် Okay ဖျက်လို့ပြနေတဲ့ကျွန်တော်တို့ဒီမှာ Play Store မဆွဲပြတဲ့ကျွန်တော်တို့ Chrome browser တွေကဆွဲပြပါမယ် Chrome browser တွေဝင်လိုက်ပါ Chrome browser တွေရောက်တဲ့ကျွန်တော်တို့ဒီမှာစာရိုက်တဲ့နေရာမှာကျွန်တော်တို့ဒီမှာCapCut O version ဆိုပြီးဆွဲလိုက်ပါကျွန်တော်လိမ့်မှာလက်ပြထားတဲ့နေရာပိုင်းတွေကိုထည့်လိုက်ပါ Okay ဒီလိုမျိုးရလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုး design လေးနဲ့ကျွန်တော်တို့ photo and video editing O version ဆိုပြီးရှိတယ်ကျွန်တော်တို့ဒီလိုမျိုး icon လေးနဲ့ကျွန်တော်တို့အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်လို့ပြတဲ့ကျွန်တော်တို့ဒီမှာပေါ်နေတဲ့ switch မှာ switch လုပ်ပြတဲ့ကျွန်တော်တို့ဒီ Okay ဒီမှာ Simo ဆိုပြီးရှိရအဲ့ဒါကိုနှိပ်ပါနှိပ်လို့ပြတဲ့ကျွန်တော်တို့ဒီလိုမျိုးကြာလို့ရှိရင်ကျွန်တော်တို့အပေါ်နေတဲ့ switch မှာပေါ်နေတဲ့ switch လုပ်ပြတဲ့ကျွန်တော်တို့ဒီမှာပေါ်နေတဲ့ဆွဲတင်ပါ Okay ကျွန်တော်တို့ဒီနားလေးမှာပါကျွန်တော်တို့ဒီမှာကျွန်တော်လည်းပြထားနေမှာခက်ခက်ကျွန်တော်တို့ဒီမှာအလံပန်း 0.9.0 ဆိုပြီးရှိတယ်အဲ့ဒါကိုကျွန်တော်တို့ဒီမှာဆွဲပြမယ်ဖြစ်ပါတယ်အဲ့ဆိုကျွန်တော်တို့ဒီမှာဒီဖက်မှာdownload ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်နေပါ download နဲ့လုပ်ပြတဲ့ကျွန်တော်တို့ဒီမှာအောက်နဲ့ပေါ်နေတဲ့ဆွဲတင်ပါပေါ်နေတဲ့ဆွဲတင်ပါဆွဲတင်လုပ်ပြတဲ့ကျွန်တော်တို့ဒီမှာ download apk ဆိုပြီးရှိတယ်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီမှာအောက်နားလေးမှာကျွန်တော်တို့ဒီမှာ download မျှမှုတွေရှိတယ်အဲ့ဒါကို download ကိုနှောက်လိုက်ပါ Okay ဒီမှာကျွန်တော်တို့ download လုပ်နေပါပြီကျွန်တော်တို့ဒီမှာ download လုပ်ပြီးတဲ့ကျွန်တော်တို့ဒီ pro တွေကကျွန်တော်တို့နေတော့လားမနေတော့ဘူးလားဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်တစ်ခေါက်ထည့်လို့ပြပါမယ်ဗီဒီယိုကျွန်တော်တို့ဒီမှာဒီဟာကိုဆွဲလုပ်ပြီးတဲ့ Okay ကျွန်တော်တို့ဒီမှာ open ဆိုပြီးပေါ်လာပါပြီ open ပေါ်လာပြီးတဲ့ကျွန်တော်တို့ဒီမှာအပြင်ကိုထွက်စေရမလို့ပါဘူးကျွန်တော်တို့ဒီမှာဒီ open ကိုကျွန်တော်တို့လက်ကလေးနဲ့နှိပ်လိုက်ပါကျွန်တော်တို့အပြင်ကိုထွက်စေရမလို့ပါဘူးကျွန်တော်တို့ဒီလိုမျိုးပေါ်လာလို့ရှိရင်ကျွန်တော်တို့ဒီဟာကိုလက်ကလေးနဲ့နှိပ်လိုက်ပါ Okay ကျွန်တော်လည်းလက်ကလေးနှိုက်လုပ်ပြနေကျွန်တော်တို့ဒီလိုမျိုးပေါ်လာပြီအဲ့ဆိုကျွန်တော်ဒီမှာ install ကိုလုပ်လိုက်ပါဒီမှာကျွန်တော်ကဒီမှာ Play Store ဆိုလို့ရှိရင်ကျွန်တော်တို့ pro တွေကတော့အများကြီးပါတယ်ကျွန်တော်ကတော့ဒီမှာ Play Store ဟာမသုံးဘဲနဲ့ကျွန်တော်တို့ဒီမှာခုံထရပဲကျွန်တော်တို့သုံးတာများပါတယ်ခဏလောက်ဆောင်းလိုက်ပါ Okay ဒီမှာကျွန်တော်တို့ဒီမှာ Okay ဒီမှာရပါပြီOkay ကျွန်တော်တို့ဒီမှာရပါပြီအဲ့ဆိုကျွန်တော်တို့ဒီမှာအပြင်ထွက်လိုက်ပါပြင်ထွက်လို့ပြတဲ့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီမှာခုနကဆွဲထားတဲ့တိုက်ကက်ရပါပြီအဲ့ဆိုကျွန်တော်တို့ဒီမှာ CapCut FT ဝင်လိုက်ပါ New project နဲ့လိုက်ပါအလုံးကိုနှိပ်လိုက်ပါနှိပ်လို့ပြတဲ့ကျွန်တော်တို့ဒီမှာ quotation နဲ့ဗီဒီယိုတစ်ခုကိုရေးလိုက်ပါကျွန်တော်တို့ဒီမှာခုနကထည့်ပြထားတဲ့ဗီဒီယိုကိုရေးပြမယ်ဖြစ်ပါတယ်ခုနကထည့်ပြထားတဲ့ဗီဒီယိုကိုပဲထည့်ပြမှာပဲအဲဆိုကျွန်တော်တို့ဒီမှာ edit ရဲ့ edit ကိုနှိပ်လိုက်ပါ Okay ဒီမှာရောက်တဲ့ကျွန်တော်တို့ဒီမှာခုနကပြထားတဲ့အတိုင်းကျွန်တော်တို့ဒီမှာဒီဘက်မှာ pro ရှိလားမရှိဘူးလားဆိုတော့ကျွန်တော်တို့အောက်ပြပါမယ်ဒီမှာ pro တွေကတော့မရှိပါဘူးဒီမှာဒီဟာကိုကျွန်တော်တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာခုနကဗီဒီယိုကိုကျွန်တော်တို့အိုထည့်ထားတဲ့ဗီဒီယိုပုံသုံးပါအဲ့ဒါကိုကျွန်တော်တို့လက်ကနေနှိပ်လိုက်ပါနှိပ်လို့ရှိရင်ကျွန်တော်တို့ဒီမှာ pro တွေကတော့ဒီမှာလုံးဝမရှိပါဘူးဒီမှာပါ pro တွေကတော့လုံးဝမရှိပါဘူးကျွန်တော်တို့ဒီမှာခုနကကျွန်တော်တို့ပြထားတဲ့အတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ Play Store ကဆိုလို့ရှိရင် pro တွေကတော့အများကြီးရှိပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ remove bg ကိုကျွန်တော်တို့တစ်ခါတီးကြပါမယ်ဒီမှာပါခုနကကျွန်တော်တို့ဒီမှာ auto remove နေရာမှာကျွန်တော်တို့ဒီမှာ pro တွေကတော့ရှိရဒီဘက်မှာလည်း pro တွေကတော့ရှိရဒီမှာအခုက pro တွေကတော့မရှိပါဘူးဒီမှာပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာနောက်ဆုံးမှာကျွန်တော်တို့ CapCut logo မပါတော့ဘူးကျွန်တော်တို့ဒီမှာကိုယ်စိုက်ချက်ထုတ်လို့ရပါတယ်ကျွန်တော်တို့ဒီမှာမပါတော့ဘူးကျွန်တော်တို့ဒီမှာဒီဟာကတော်တော်လေးအဆင်ပြေပါတယ်ကျွန်တော်တို့ဒီမှာဒီ CapCut logo ကျွန်တော်တို့ဒီမှာကိုချက်တဲ့ကိုကကျွန်တော်တို့ CapCut ကိုကျွန်တော်တို့ edit လုပ်ပြီးတဲ့ကျွန်တော်တို့ဒီမှာဒီဟာကိုကျွန်တော်တို့ဒီမှာကို CapCut logo မ
မပါရှင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆုံးမကျွန်တော်တို့ CapCut logo ကျွန်တော်တို့လက်ကနင်းထောက်လိုက်ပါထောက်လို့ပြီးကျွန်တော်တို့ဒီမှာ delete ကိုနှိပ်လိုက်ပါ delete ကိုနှိပ်လို့ပြီးတဲ့ကျွန်တော်တို့ဒီမှာ export ထုတ်ရပါပြီကျွန်တော်တို့ဒီမှာ CapCut logo